အစိုးရဌာနများရဲတပ်ဖွဲ့အဖွဲ့အစည်းများရဲ့အတွင်သတင်းတွေကိုပေါက်ကြားစေခဲ့ကကမ္ဘာသမိုင်းတွင်စေခဲ့တဲ့ Anonymous Hacker အဖွဲ့များ Anonymous Hacker အဖွဲ့တွေအားဆိုရင်တော့ ARG နိုင်ငံစုံကနေစောင့်ကြည့်ခံခဲ့ရတဲ့အဖွဲ့ဖြစ်ပါတယ်။အစိုးရအဖွဲ့ရဲ့ချက်လက်တွေကိုခိုးယူက system တစ်ခုလုံးကိုရှက်ဒေါင်းကြတဲ့အထိလုံခြုံနိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပြင်စီကနေသားတစ်ခုအနေနဲ့ပြုံးနေတဲ့မျက်နှာဖုံးကိုတက်ဆင်ထားပါတယ်။ဒီမျက်နှာဖုံးက V4 Vendetta လက်စားချစ်ခြင်းဆိုတဲ့1606ခုနှစ်ကဘရင်ကိုတတ်ခဲ့တဲ့ဇက်ကောင်ဖို့ရဲ့ character ကိုအတူယူပြီးပြုလုပ်ထားတယ်လို့သိရပါတယ်။ Giveri Coleman ဆိုတဲ့လူသဘာဝလူစိတ်နဲ့စိတ်ဓာတ်ကိုလေ့လာသူပညာရှင်တွေနဲ့တွေ့ပြီးတော့မိခဲ့တဲ့အခါမှာတော့သူက Anonymous ရဲ့ဖြစ်နိုင်ခြင်းအမှုချက်တွေကိုအခုလိုပဲကောက်ချက်ချခဲ့ပါတယ်။သူတို့ဟာတရေတွေလိုပဲလူတွေမသိနိုင်ပေမဲ့သူတို့ရှိကြောင်းပြနိုင်တယ်။လူဖွဲ့စည်းကိုကောက်ွယ်ပေးခြင်းနဲ့သူတို့ဟာဌာနဆိုင်ရာကမကောင်းတဲ့လျှို့ဝှက်တဲ့ချက်လက်တွေကိုလူတွေစိတ်ဝင်စားအောင်စိတ်လှုပ်ရှားစရာကောင်းအောင်Cyber Hacking တွေဖွင့်ချပြီးတော့လူတွေကိုကူညီပေးခြင်းပုံရပါတယ်လို့ပြောကြားထားပါတယ်။2000ခုနှစ်အစောပိုင်းမှာ Anonymous ဖွဲ့က 4chan ဆိုတဲ့ internet platform တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ 4chan ကိုလူတွေကရေးစရာတွေတင်လို့ရတဲ့နေရာမင်းတွေမျှဝေလို့ရတဲ့နေရာလို့သာသိထားကြတယ်။ဒါမဲ့ Anonymous Hacker ဖွဲ့ကတော့အကြံတစ်ခုရသွားပြီးတော့သူတို့တစ်ဖက်ကန်းခက်တက်ကျွမ်းတဲ့ hacking အတက်ပညာနဲ့ကူညီမဲဆိုပြီးတော့အစီအစဉ်စတင်ခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံးပြစ်မှတ်ကတော့ Cytology လို့ခေါ်တဲ့ချက်ကြောင်းပဲဖြစ်ပါတယ်။ Project Chronology Extract ဟာဘာသာရေးတရားကြောင့်ဖြစ်ပေါ်လာတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ Chat for Cytology အဖွဲ့အစည်းကဘာသာရေးနဲ့သိပ္ပံပညာကိုရောရှက်ပြီးတော့သတင်းမှားတွေကိုထုတ်လွှင့်နေတယ်လို့ယူဆတဲ့အတွက် Anonymous တွေက target ထားခဲ့တာဖြစ်ပါတယ်။2008ခုနှစ်ကကမ္ဘာကျော်မင်းသားဖြစ်သူ Tom Cruise ရဲ့ Mission Impossible ဇာတ်ကားအင်တာဗျူးတစ်ခုမှာလူချင်းချင်းသာလူသားတွေကိုကူညီနိုင်ပါတယ်။ဖျားသခင်ကမကူညီနိုင်ပါဘူးလို့ပြောကြားထားတဲ့ video file ဟာအင်တာနက်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီ video ကို Chat for Cytology အဖွဲ့ကနေဖြုတ်ချဖို့ YouTube ကိုဖိအားပေးရကနေဒီဇလန်ကစခဲ့တာပါ။ Anonymous တွေကအင်တာနက်ကနေပြီးတော့ Chat for Cytology ကိုတိုက်ခိုက်ရုံမကတကယ်လက်တွေ့မှာပါမျက်နှာဖုံးတွေဝစ်ဆင်ပြီးတော့ဆန္ဒပြမှု campaign တွေကိုပြုလုပ်ခဲ့ပြီးတော့တိုက်ခိုက်ခံရပါတယ်။ Playback Operation Anonymous ဖွဲ့ရဲ့ကြီးစုံ DDoS တိုက်ခိုက်မှုလို့တောင်ပြောလို့ရပါတယ်။ Wikileaks ဆိုတဲ့သတင်းချက်လက်ထုတ်လုပ်တဲ့ website တစ်ခုဟာနိုင်ငံတကာအစိုးရတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစစ်ပွဲတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ထုတ်ပေးခဲ့တဲ့ organization တစ်ခုပါ။ Wikileaks ခေါင်းဆောင်တဲ့တည်ထောင်သူဖြစ်တဲ့ Julian Assange က American တို့ Iraq တို့ Afghanistan တို့ရဲ့စစ်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်လိုက်တဲ့အချိန်မှာ American ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ Visa, Mastercard, PayPal တို့လိုကုမ္ပဏီတွေကို Wikileaks ကဝန်ဆောင်မှုပေးတာကိုရပ်တန့်ဖို့အစိုးရကဖိအားပေးခဲ့ပါတယ်။ဒါကို Anonymous Hacker တွေကဒီကုမ္ပဏီရဲ့ server တွေကို IDODS address ကိုအသုံးပြုပြီးတော့မှတာမန်ထက်နေအောင်စမ်းသပ်မှုတွေရှိအောင်လုပ်ပြီးတော့လက်ဆွဲပြခဲ့တာပါ။ Cyber ခေါင်းတွေကိုကောက်ွယ်တဲ့အငိမ့်ဆောင်ယူသွားပြီးဖြစ်တဲ့ One Henry ကိုမေးမြန်းကြည့်တဲ့အခါမှာတော့ Anonymous ဖွဲ့နဲ့ရုတ်တရက်ရင်ဆိုင်ရတဲ့အခါ Anonymous သူတို့ဘယ်သူတွေလဲသူတို့ဘယ်မှာနေလဲသူတို့ဘယ်သူတွေနဲ့ဆက်သွယ်နေလဲမသိရဘူးသူတို့ဟာသူတို့ကိုသူတို့ဘယ်သူလဲလျှို့ဝှက်တာအရန်တော်ကြပါတယ်လို့ပြောကြားခဲ့ပါတယ်သူတို့ရဲ့နေပြည်တော်ပိုင်းဆိုင်ရာတွေကိုအသုံးပြုပြီးတော့စံနာထုတ်ဖော်တာတွေအကြမ်းလက်ခိုးယူတာတွေလုပ်နေကြတာဒါဘလောက်ပဲကောင်းတဲ့ရွေချက်ပဲဖြစ်ဖြစ်တရားဥပဒေမှာပြစ်မကဲမှုတမတမန်ကြတဲ့စံနာထုတ်ဖော်ခွင့်တွေရှိတယ်။နည်းတွေအများကြီးရှိတဲ့ထဲကမှချက်လက်တွေ data တွေကိုခိုးယူပြီးတော့စံနာပြတာကတော့မကောင်းဘူးလို့ငါမြင်တယ်လို့ပြောခဲ့ပါတယ်။2017မှာဆိုရင်တော့အော်ရက်မှာစန္ဒပြပွဲတွေဖြစ်ပွားပြီးတော့လန်ဒလျှောက်စန္ဒပြသူတွေအပြည့်ဖြစ်ခဲ့ပါတယ်။ဒါ Anonymous ကလုပ်တာလားဆိုတော့မဟုတ်ပါဘူး။ဒါမဲ့ Cyber Support အနေနဲ့ပါဝင်တဲ့ Anonymous ဖွဲ့ကအင်တာနက်တက်ကြွလှုပ်ရှားသူဖြစ်တစ်စိမ်တစ်ပိုင်းကနေပါဝင်နေခဲ့ပါတယ်။ Anonymous ဖွဲ့တွေက IRC လို့ခေါ်တဲ့ဆက်သွယ်ရေးကိုအသုံးပြုပြီးတော့တဦးနဲ့တဦးဆက်သွယ်မှုတွေပြုလုပ်ခဲ့တာပါ။ဒါမဲ့သူတို့ဟာလူချင်းချင်းမတွေ့ဘူးကြဘူးလားဆိုတော့မဟုတ်ပါဘူး။၄နှစ်တခါGas Communication ကမှာဟက်ကာတွေပြန်လဲတွဲဆုံပွဲလုပ်ကြပါတယ်။အခုကတော့ Anonymous ဖွဲ့ဝေတချို့နဲ့တွဲဆုံပြီးတော့သူတို့တွေကတချို့ကအင်တာဗျူးတောင်မဖြေဘူးကြတဲ့လူတွေမဟုတ်ပါဘူး။မာစီဒီဟေပါအီကာနိုလို့ခေါ်တဲ့ကောင်မလေးကတော့ပိုလင်းချန်ပီယံဖြစ်ပါတယ်။ဒီကင်းလို့ခေါ်တဲ့လူကတော့ Playback 40လို့ခေါ်တဲ့ internet တက်ကြွလှုပ်ရှားသူတအူပါ။အနိုပန်တာကတော့သူ့ကိုယ်သူဆွေရင်ရဲ့ဘရင်လို့ပြောခဲ့ပါတယ်။
ဒီ၃ယောက်ကတော့ဆောနာပြောပြခဲ့တဲ့ Anonymous ဖွဲ့ရဲ့ကနဝင်းမြောက်တဲ့ Playback Visa Mastercard အချက်မှာပါဝင်ပြီးတော့ Wikileaks Founder Julian Assange ကိုထောက်ခံအားပေးတဲ့လူတွေပါကျမဂျူလီကိုပုံကိုကြီးရတော့မကြိုက်ပါဘူးဒါပေမဲ့သူ့မှာသတင်းချက်လက်တွေကိုဖော်ပြခွင့်ရှိတယ်သူ့လုံးပိုင်ခွင့်တွေအတွက်တိုက်ခိုက်မှုရှိတယ်ကျမသားဆိုရင်လည်းလူတိုင်းသိတဲ့ဆိုရချက်လက်တွေကိုဖော်ထုတ်ခွင့်ရတယ်ဆိုဖော်ထုတ်မှာပဲလေတချို့သော Anonymous member တွေကနိုင်ငံရေးခေါင်းစဉ်နဲ့ဖမ်းခံရတယ်လို့တချို့ကလည်းဖမ်းမခံခဲ့ရပါဘူးသူတို့က MC လို့ခေါ်တဲ့တင်းငယ်တဲ့ group လေးကိုထပ်ပြီးတော့ဖွဲ့စည်းထားပါတယ်ဟက်ကာတွေပြင်းနေပြီဆိုသတိထားတော့ပြင်းနေတဲ့ဟက်ကာတွေလောက်အန္တရာယ်များတဲ့ကောင်မရှိတော့ဘူးဘာလို့ဆိုသူတို့ကမပြင်းအောင်တခုခုကိုဟက်တော့မှလေဒါရမာတင်အဖောဆော့ဟာသူဟာ Anonymous ရော IC ဖွဲ့မှာပါဝင်ခဲ့တဲ့ဟက်ကာတယောက်ပဲဖြစ်ပါတယ်သူဟာအသက်19မှာဟက်ကာဘွားကိုစတင်ခဲ့တာလို့ဆိုပါတယ်နောက်တစ်ယောက်ကတော့ MC ရော Anonymous ရောရဲ့အဖွဲ့ဝင်တဦးဖြစ်ပြီးတော့ MC ကိုတီးဆောက်ခဲ့တဲ့ရွေးချက်ကပါလဲလို့မေးမြန်းခဲ့ပါတယ်သူကတော့ corporation တွေကိုဟက်ရတာပြောဖို့ကောင်းတယ်လေလို့ပြန်ဖြေခဲ့ပါတယ်သူကတော့အသက်16မှာဒီဘဝကိုစတင်ရှောင်လန်းခဲ့တာပဲဖြစ်ပါတယ်2017မှာ MC ဖွဲ့က CIA နဲ့ FBI လိုအဖွဲ့အစည်းတွေကိုဟက်လုပ်ခဲ့ပြီးတော့သတင်းကျူတွေဖန်တီးခဲ့ပါတယ်စီနိုင်ကိုလို website မျိုးဟာဟက်ခံရတာအရန်လွယ်ကိုကြောင်း3နှစ်သားကလေးတောင်ဟက်နိုင်ကြောင်းသူတို့ရဲ့ site ပါလုံးကြုံရရည်စရာတောင်ကောင်းကြောင်းဒါရမာတင်အင်တာဗျူးမှာပြောကြားခဲ့ပါတယ်MC ဖွဲ့နဲ့ Anonymous ဖွဲ့ဟာ online မှာဒီလိုမျိုးသတင်းချက်လက်တွေကိုထုတ်ပြန်နိုင်ဖို့စာဗာတစ်ခုလိုပါတယ်။စာဗာကုမ္ပဏီတွေကသူတို့သုံးတဲ့စာဗာရင်းမြစ်တွေကိုပိတ်ချလိုက်တဲ့အခါမှာတော့သူတို့ဟာကိုယ်ပိုင်စာဗာရှိဖို့လိုလာပါတော့တယ်။ Christopher Weather ဟဲ့အကာနာတို့က Anonymous ဖွဲ့တဲ့ကိုယ်ပိုင်စာဗာကိုထောက်ပံ့ပေးခဲ့ပါတယ်။ Private Operation, Advanced Operation, The Operation 20 Operation Objective ကို Anonymous တွေကသူ့ရဲ့စာဗာခန်းထဲမှာပြုလုပ်ခဲ့ကြတာပါ။ရဲတွေသူ့ကို2017မှာ MC အဖွဲ့တွေကိုဖမ်းဆီးခဲ့ပြီးတော့သူတို့တွေအကောင်လုံးကိုဖမ်းဆီးခံခဲ့ရတဲ့ထဲပါခဲ့ပါတယ်။ဒါရီမာတင်ကကျွန်တော်ကိုရဲတွေလာဖမ်းတုန်းကတတော့ကိုစိတ်ကတိကအောင်ဖြစ်ခဲ့ရတယ်။သူတို့က free အလန်းတွေပါယူလာခဲ့တာလေ။သူတို့ထင်တာကျွန်တော်လက်တော့ပောက်ကွဲတာမျိုးတို့ခလုတ်တစ်ချက်နှိပ်တာနဲ့တက်တည်ပြောက်သွားတာမျိုးတို့ဖြစ်မဲ့ထင်နေရလားမသိပါဘူးလို့ပြောကြားခဲ့ပါတယ်။ခရစ္စတိုဖာကတော့ကျွန်တော်အိမ်မှာခြေတကားကိုရဲတွေလာဖျက်ဆီးတော့ကကျွန်တော်ကအိယာပေါ်မှာလေအိယာပေါ်မှာပဲလက်ထိတ်ကြီးခတ်ခဲ့ရတယ်သူတို့စစ်ဆေးတဲ့အခါကွန်ပျူတာတွေကပိတ်နေရဲ့ပိတ်မှာပေါ့မနေ့9နာရီပဲရှိသေးရလေလို့ဆိုပြီးတော့ရှီမောစွာပြောကြားခဲ့ပါတယ်ကျွန်တော်တို့လည်းဖမ်းခံခဲ့ရတယ်အရန်ချောနေရဲ့အတွက်လားမသိဘူးအဲ့ဒီချိန်တော့ကတော့သူတို့တွေအကုန်လုံးကခြေအောင်မို့အသက်ရန်ကိုငယ်လုံးမှသေးတယ်ဒါရီမာတင်ကတော့ဒန်ချင်းခွေစောင်းလိုက်ရပြီးတော့ခရစ္စတိုဖာကတော့၄လောက်ခွဲလောက်တန်နိုင်လောက်မှနေခဲ့လိုက်ရပါတယ်ဒီလို Anonymous member တွေတယောက်ပြီးတယောက်စက်တိုက်ဖမ်းခံရတာဘာကြောင့်လို့ထင်ပါလိမ့် Anonymous ပါဝင် MC နဲ့တခြား hacker group တွေမှာပါအရေးကြီးပိုင်းနေရာတွေနဲ့ပါဝင်တဲ့စာဘူးဆိုတဲ့အဲ့ဒီသစ္စာဖောက်မှုကြောင့်ပါမင်းစာဘူးကိုဘယ်လိုမြင်လဲသူဟာကိုရီကိုသွေးထိုးကြတယ်စိတ်ဝင်စားဖို့ကောင်းနေသူ့ကိုသူ့ရဲ့လောက်ဖို့ကင်ဘက်တရားလမ်းရှုံကော်ကြတယ်သူ့ရဲ့နှမ်းမို့မူက Anonymous ဖွဲ့ထဲမှာတော်တော်နေရာကြီးကြီးမားမားရှိတယ်စာဘူးကဘာလို့သစ္စာဖောက်ခဲ့တာလဲစာဘူးကအချိန်တစ်ခုကြောင့်အကျက်ရက်ခံရတယ် FBI ကရဲတွေကသူ့ကိုသူ့ရဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့ချိန်ချောက်ခဲ့လို့လေလို့လူတဘောင်ကလေးလာနေသူကပြောဆိုပြီးတော့ Anonymous hacker ဖွဲ့ဝင်တဦးဖြစ်တဲ့အသက်29နှစ်အရွယ် Jeremy Hammond ဟာဆိုရင်တော့ Anonymous ဖွဲ့ဝင်တဦးဖြစ်ပြီးတော့ Private Intelligence Frame ကအချက်လက်တွေကိုဟက်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ် Jeremy Hammond ဟာအရန်ကိုမှတော်လုံးတဲ့ hacker တစ်ယောက်ဖြစ်ပြီးတော့သူဟာ Anonymous ဖွဲ့ကိုဘာမှမဖြစ်ခင်နေရတဲ့ကြွလှုပ်ရှားသူအနေနဲ့ပါဝင်ခဲ့တာပါ။ဂျာမီယာ NTS ဆိုတဲ့ Police Information တွေကိုစာဗူနဲ့တူတူဟက်ခဲ့တဲ့ hacker တယောက် Stafford Clan International ကနေ Critical Memory ကို email တွေခိုးယူမှုနဲ့ထောင်ဆယ်နှစ်ကြာခဲ့သူပါ။စာဗူရဲ့ဖော်ကောင်လုံးမှုကြောင့်အကျဉ်းချခဲ့တယ်လို့ပြောကြပါတယ်။ Stafford ကိုဘာလို့ဟက်ခဲ့တာလဲဆိုတော့အဖေကတော့အကျုံးမြတ်မယူတဲ့ Pride ဖွဲ့စည်းတို့လူပိုးပါတယ်။သူရဲ့စာဗူပေါ်ထားတဲ့အမြင်ကတော့စာဘူးဟာတစ္ဆာပေါက်ကောင်ရန်သူနဲ့တသားတွေဖြစ်သွားတဲ့ကောင်လို့ပြောဆိုခဲ့ပါတယ်။သူဟာစက်ဖူမာရှိရဲ့တော်လှန်ရေးသမား9000ရဲ့ email တွေကို Wikileaks ကိုပို့ပြီးတော့ Wikileaks ကနေအလိမ်ညာတွေကိုဖော်ထုတ်မယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။စက်ဖူကိစ္စကြောင့် FBI ကြောင့်ပဲ FBI ကပြစ်မှုတွေကိုဖော်ထုတ်ရမယ်ဆိုထောက်ချောက်ဆင်မှုပဲစူးစမ်းနေရလို့ Anonymous member ဟောင်းတယောက်ကပြောခဲ့ပါသေးတယ်။
အဖွဲ့ဝင်များရဲ့ဇက်တိုက်ဖန်ဆီးခြင်းခံရပြီးနောက်မှာ Anonymous အဖွဲ့ကကြီးမားတဲ့ဆုံးဖြတ်ချက်ချရပါတယ်။စာဘူးရဲ့တစ္ဆာဖောက်မှု Anonymous အဖွဲ့ရဲ့ကြီးမားတဲ့အလဲပြောင်းရဲ့ယုံကြည်မှုတွေရဲ့ပျက်စီးစေခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ဘသူမဆိုကိုယ့်ရဲ့တစ္ဆာဖောက်ဖြစ်နိုင်ပါတယ်။ Robert Hassan ဆိုတဲ့ Outside Intel ရဲ့ CEO ကတော့ Anonymous ကိုအစိုးရအဖွဲ့အစည်းတွေကမကြိုက်ကြပေမဲ့လိုချင်ကြတယ်ပြောချင်တာကဘာပေါ်ကထောက်လန်းရေးအင်ဂျင်စီတွေကလိုချင်ကြတာပေါ့ပြီးတော့သူသာ Anonymous ရဲ့အဖွဲ့ဝင်သားဖြစ်မယ်ဆိုရင်အကုန်လုံးကိုမီးဆိုပြီးတော့အဝေးကိုထွက်သွားမှာအနေများလို့ပြောပါတယ်ဒါမဲ့အဖွဲ့ဝင်တွေကအဝေးကိုထွက်မပြေးခဲ့ပါဘူးအခုမြင်နေရတဲ့လူကတကယ်လို့သူဟာမျက်နှာဖုံးမတက်ထားဘူးဆိုရင်ဖမ်းခဲ့ရမှာမလို့မျက်နှာဖုံးတက်ထားရတာပါသူဟာ C51 လို့ခေါ်တဲ့ကနေဒါကဆန္ဒပြလှုပ်ရှားမှုဖြစ်ပေါ်စေဖို့အစိုးရရဲ့အချက်လက်တွေကိုဒေါ်အက်စတန်နဲ့ဟက်ခဲ့တဲ့ Anonymous ဖွဲ့ဝင်တအုပ်လည်းဖြစ်ပါတယ်။မင်းတီလို extract တွေထက်လို့အောင်မလား။အဲ့ဒါကတော့အစိုးရပေါ်မှုတည်တယ်။အဲ့လိုလိုရင်မင်းကျန်းဖက်သမားလို့အမည်တွင်ပါနော်။ဟုတ်တယ်အမည်တွင်ပါစီ။မင်းထောင်ထဲကိုရောက်ဖို့ present ဘယ်လောက်လို့လဲ။ကိုတတ်မှတ်နိုင်တယ်လို့မေးတဲ့အခါမှာပါစက်ချိန်များတယ်လို့ပြောခဲ့ပါတယ်။အဖွဲ့ဝင်တယောက်လည်းမင်းတယောက်ကိုဖမ်းတဲ့အခါသူတို့တွေကမင်းကိုမကြောက်ဘူးဒီလိုဖမ်းလိုက်တာသူတို့အတွက်ပို့ပြီးတော့စိတ်တက်တဲကြွစေရတောင်ဖြစ်သွားသေးတာသူတို့စိတ်တက်ကိုမင်းမီးရှို့ပေးလိုက်တာလို့ပြောပါတယ်ဆာဗာရီကိုဒန်နဲ့ခရစ်စတိုဖာကိုလည်းဒီချင်းလေးကိုသာပြန်ပြီးတော့ရခဲ့မယ်ဆိုရင်မင်း Anonymous ဖွဲ့ထဲမှာပါလားဆိုတော့ပါမှာပါလို့ပြောခဲ့ပါတယ်ကနေဒါကတက်ကြွလှုပ်ရှားသူကတော့ဒါဘုံအကြီးရဲ့အစိုးမဟုတ်ဘူးသူတို့ငါတို့ကိုဒီလိုရက်တန်းလို့မရဘူးလို့ပြောခဲ့ပါတယ်Anonymous တို့ရဲ့တိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်ပုဂ္ဂိုလ်ရေးဆိုင်ရာခန်းစားချက်တွေကြောင့်တိုက်ခိုက်တာမဟုတ်ပဲအများစုတွေတိုက်ခိုက်ခဲ့ကြတာပါပြောခဲ့သလိုပဲသူတို့ဟာကျန်းဖက်သမားတွေလားလူတွေအကျိုးကိုစောင့်တဲ့လူလားဆိုတာကိုတော့ကိုယ့်မြင်ပေါ်မှာပဲမူတည်ပါတယ် Anonymous ကပဲချိန်မှာကဘာပေါ်မှာထပ်ပေါ်လာမလဲဆိုတာကတော့ဘယ်သူမှမသိနိုင်ပါဘူးရှင်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဒီမှာပဲဆက်ထားလိုက်ပါတယ်နောက်တက်လည်းအသေးသေးတော့အကြောင်းအရာများနဲ့အတူတူနောက်တက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါမယ်နော်